စတင်ဒီထောင်တော့ကျွန်တော်တို့အုပ်စုက6စီးပေါ့စုစုပေါင်းပထမတော့2စီးနဲ့ပြေးဆွဲတယ်နောက်ပိုင်းကျတော့6စီးပေါ့6စီးကနေတော့လက်ရှိအနေထားမှာ17စီးရှိနေပါပြီအခုလက်ရှိအနေထားမှာနောက်ထပ်လည်းထပ်ပြီးတော့တိုးဖို့လည်းရှိနေပါသေးတယ်ဗျ2025ကျွန်တော်တို့17လပိုင်းကနေတော့လက်ရှိအခု2026 6လပိုင်းအထိကိုကျွန်တော်တို့စုစုပေါင်း6လပိုင်းအထိကို17စီးဖြစ်သွားပါတယ်ဗျကျွန်တော်တို့ဟုတ်ကျွန်တော်တို့ဆိုရင်သူတို့ခေါ်တဲ့နေရာကိုကျွန်တော်တို့အချိန်တိကျသွားကြိုပေးရတယ်နော်ဘလောက်ပဲဟိုဖြစ်နေပြီလေကျွန်တော်တို့သွားကြိုတဲ့နေရာမှာလဲလုံးဝညှဉ်းညူခြင်းမရှိနော်အဲ့လိုမျိုးပြီးတော့ကျွန်တော်တို့ကားပေါ်ရောက်လာပြီဆိုလဲရေတံဘူးတွေအရင်ကမ်းမယ်ဘယ်သွားခြင်းလဲခင်ဗျာကျွန်တော်တို့ရင်ကျေးပြူငါသွားနေပဲပြောကြပါတယ်ခင်ဗျာခီးတဲ့ရဲ့စိတ်တိုင်းကြနီကျွန်တော်တို့အားလုံးနီလှုပ်ပေးခဲ့တဲ့အတွက်သူတို့ဘက်ကလည်းစိတ်ချမ်းသာမှုအပြည့်အဝရှိတယ်လို့ပြန်ပြောပါတယ် driver တွေတော်တော်များများပေါ့နော်ကျွန်တော်တို့ညီကိုတွေကလည်းဒီခီးတဲ့တွေပေါ်မှာညီကိုမောင်နှမလို့တစ်မျိုးအတော်လို့တစ်မျိုးနော်မိဘလို့တစ်မျိုးကျွန်တော်တို့မှာအဲ့လိုရင်ကျေးပြူငါသွားဆက်ဆံတဲ့အတွက်သူတို့ဘက်ကလည်းပြန်ပြီးတော့တုံ့ပြန်မှုရှိပါတယ်ဟုတ်ဒီကားငါပြီးရင်နောက်ဒီကားပဲပြန်စီးတယ်ဒီ driver နဲ့ပဲအပြန်ဆက်သွယ်လုပ်ပြီးတော့အားကြောင့်ကျွန်တော်တို့မှာခုနပြောသလိုဖောက်တယ်ဆိုတာလည်းကျွန်တော်တို့တော်တော်များလာပါတယ်အရင်တော့စီကားမောင်းကတော့ဘယ်လိုခေါ်မလဲဟိုအတက်တွေပါတွေကြားလို့ရှိရင်လည်းနည်းစိတ်ကဟိုပြေးရတာပေါ့နော်ဟိုအင်ဂျင်ကပါဝါဟိုနေတာတို့များတာတို့လည်းရှိတာပေါ့အခုကျွန်တော်တို့ဒီ EV ကားမှာကြတော့အဲ့ဒါတွေလည်းမရှိတော့ဘူးတခါတည်းဖြောဆိုသွားတာပဲဘယ်လိုခေါ်မလဲဟိုညင်ညောင်းနဲ့တက်တောင့်တက်တာရှိတာပေါ့ခီးတဲ့နေရာတော့ကျွန်တော်ကမန်းလေးကနေပေါ့မေမြို့သွားမယ်ဟာလာဟိုကြောင်မဲသွားမယ်နောင်ချိုသွားမယ်တီဘောထီရောเนาะနောက်ကျွန်တော်တို့ဂိတ်ဆုံးကတော့တီဘောထီပါပဲဗျကျွန်တော်တို့ဒီ order လိုက်တဲ့အခါမှာလည်းကျွန်တော်တို့တောင်ကြီးတို့ကျွန်တော်နေပြည်တော်တွေလည်း order လိုက်ပါတယ်ဗျရန်ကုန်ထီလည်းလိုက်ပါတယ်ခင်ဗျEV ကားကိုမောင်းရတဲ့အတွေ့အကြုံကစီကားတွေထက်ပိုပြီးတော့ဟိုဘယ်လိုခေါ်မလဲအတက်တွေအစင်းတွေဆွဲအားကအစပေါ့ယုံထားအစအကုန်လုံးကွာခြားမှုကအများကြီးတာတယ် EV ကားစီးပြီးရင်တော့မောင်းပြီးရင်တော်တော်တန်တဲ့စီကားကိုမောင်းနေစိတ်ပျောက်သွားတယ်တက်တောင့်တက်တာစီးကျင်တယ်စိတ်ရှိစီးကျင်တယ်အဲ့မျိုးစီးကျင်တဲ့အတွေ့အကြုံရတဲ့အတွက်တချို့ကလည်းကောင်းတဲ့အတွေ့အကြုံကိုပြောပါတယ်စီးလို့ကောင်းတယ်ကျွန်တော်တို့ EV ကားတွေကကြဲလုံးနဲ့စီးရတယ်နံပါတ်2ချက်ကအဲကွန်အေးစိတ်နေတဲ့အတွက်အာတချက်အများကြီးရှိတယ်ဟိုစီကားတွေဆိုလို့ရှိရင်အိုက်ပြုတ်နေတာတိုင်းတာတစ်ခုနဲ့ကြတော့သိပြီးတော့ဘာမှဖြစ်ကြတော့ဘူးအဲ့တော့ကျွန်တော်တို့မန်တက်စီကိုစီးရတဲ့အတွေ့အကြုံကနောက်ကထိုင်ရပဲဖြစ်ဖြစ်ရှေ့ရထိုင်တာပဲဖြစ်ဖြစ်ဟိုကြဲလုံးနဲ့ထိုင်ရတယ်စိတ်ရှိထိုင်ရတယ်စမတ်ကြထိုင်တယ်ဗျာအဲ့မျိုးလေးစီးတဲ့အတွက်အဲကွန်အေးစိတ်နေတဲ့အတွက်ဘယ်လိုခေါ်မလဲစီးရတဲ့တောင့်တတာရှိလို့စီးပြောပါတယ်ကျွန်တော်ပြည်ဦးလွင်နောင်ချူကြောင်မဲတီဘောပို့ဆောင်မှုပါတယ်ဗျတစ်ချက်ကတောက်စားမရှိရဘူးနှစ်ချက်ကလုံုံစိတ်ချရမယ်သုံးချက်အချိန်မှန်တယ်ပကံသွားတဲ့အားသာချက်ကတော့ကျွန်တော်တို့ဒီကမန်လေးရစထွက်တယ်မန်လေးရစထွက်ပြီးတော့ရင်ကျွန်တော်တို့မီဒီလာမှာအားတစ်ချက်သုံးရတယ်ပေါ့နော်မီဒီလာမှာအားတစ်ချက်သုံးရတယ်ဘယ်လိုခက်ခဲရှိလဲဆိုတော့မီဒီလာမှာကျွန်တော်တို့ကဒီကမို့4နာရီလောက်ထွက်သွားရဲဆိုတော့မီဒီလာရောင်းကျွန်တော်တို့9နာရီခွဲလောက်ရောက်ပြီပေါ့နော်ကျွန်တော်တို့နိုင်ဝက်လောက်တော့ထိုင်ဆောင်ရတယ်သူတို့က6နာရီတိုးမှစတေရှင်တွေကဖွင့်တယ်အဲကြတော့ညီလေးတို့မှဟိုခရီးတော်တဲ့နိုင်ဝက်လောက်နောက်ကျသွားတယ်ဆောင်ရတာနိုင်ဝက်ရဲ့ကျွန်တော်တို့အပြင်ဖြည့်ဖို့ကနိုင်ဝက်လောက်ဆောင်ရတယ်တနာရီလောက်အချိန်ကြီးပုတ်သွားပါတယ်အဲကြလည်း24နာရီလောက်ဖွင့်ပေးနိုင်တော့ညီတို့အတွက်ပိုးစင်ပြီမယ်လို့ထင်ပါတယ်ခီးသွားပြည်သူတွေအတွက်ပေါ့ညီတို့ဒိုင်ဘာတွေအတွက်ပေါ့နော်ချိန်နဲ့ရေးညီပေါ့လမ်းမှာခက်ခဲရတော့တိတ်တော့မရှိပါဘူးအဆင်ပြေပါတယ်မောင်းရတာပြူရတာရောတက်တောင့်တက်တာရှိပါတယ်ဟုတ် EV တစီမောင်းတဲ့အခါမှာအဓိကအဖြစ်တော့ဒီ driver တွေအတွက်မှာက
သူကတက်တောင့်တက်တာရှိတယ် AC ကိုတောက်လျှောက်ဖွင့်လို့ရတယ်အဲ့တဲ့တွေအနေနဲ့ကလည်းသူကဟိုစိတ်ချရတဲ့အပိုင်းတွေအများကြီးရှိတယ်ပေါ့နော်ဟိုနောက်တစ်ခုကသူအထူးသဖြင့်ကတော့ AC နဲ့သွားတဲ့အတွက်ကြောင့်မလို့သူကပင်မနွမ်းနေမှုမရှိဘူးနောက်တစ်ခုကသူကဒီနောက်ဆုံးပေါ်ကားဖြစ်တဲ့အတွက်ကြောင့်မလို့သူကစိတ်ချမှုအပိုင်းတွေကလည်းအများကြီးရှိတယ်အထူးသဖြင့်တောင်ဆင်းတွေပေါ့နော်တောင်တက်တာတဲ့တောင်ဆင်းတွေမှာသူကဒီ braking system ပေါ့နော်အဲ့မှာက2မျိုးလောက်ပါလေ generate braking system နဲ့နောက်တစ်ခုကဒီရိုးရိုးဒီ C braking system ပေါ့နော် ABS စနစ်နဲ့တက်ဆင်ထားတဲ့ system 2မျိုးပါတဲ့အတွက်ကြောင့်မလို့ brake ပေါက်ပြီးတော့ short ဆင်းသွားမှာတွေပါစိတ်ပူစရာမလိုဘူးနောက်ဆုံးဒီ ABS system C brake ကပေါက်သွားခဲ့ရင်တောင်မှသူ့အထဲမှာပါတဲ့ system ရပါတော့မော်တာကနေပြန်ပြီးတော့ regenerate လုပ်ပေးတဲ့ဒီ system ကနေပြီးတော့ပြန်ပြီးတော့သူကဒီပြန်ညှစ်ထားတာပေါ့နော်ပြန်ညှစ်ထားတဲ့အခါမှာသူကဒီလိုအရှိန်နဲ့ထိုးဆင်းသွားတာမျိုးလုံးဝမဖြစ်နိုင်ဘူးကျွန်တော်တို့ပုံမှန်ပြေဦးလင်အဆင်းဆိုရင်တောင်မှသူကဘလို့ဥစားလဲဆိုတော့ brake ကိုမသုံးရတဲ့လောက်ကိုရှိတယ် brake တိတ်မသုံးရဘူးသူ regenerate braking system နဲ့မေးပြီးတော့ brake ကိုအရှိန်ပြင်းမှသာနည်းနည်းလေးမေးတဲ့အတွက်ကြောင့်မလို့ဒီ brake တွေမှာကျွန်တော်တို့ brake shoe တွေပါတယ်ဒီကုံတာတက်တာတယ်ပေါ့နော်ဆောင်းမတော့ပထမတစ်ချက်ကတော့ကျွန်တော်တို့ရေတောက်ရည်တန်ပေးပါတယ်နောက်ကျွန်တော်တို့ဗာလေးပြမယ်ရှူသေးဘူးလေးတော့ဆောင်းထားတဲ့တချို့မူးတဲ့လူတွေရှိတာဟုတ်မွေးလို့ရှိရင်ကျွန်တော်တို့ plastic တွေပါတယ်ထားပေးထားတယ်အတွင်းထဲမှာတချို့အမှားတွေဆိုးတဲ့အတွက်ကြောင့်မလို့ plastic တွေပါညာထားပေးတယ်အမိုက်ဆိုလို့ရင်လည်းကျွန်တော်တို့တသက်ရက်လေးဖြစ်အောင်အမိုက်ထဲဖို့ခီးတဲ့တွေကိုအိတ်လေးပါလေးပေးထားပါတယ်ဝန်ဆောင်မှုနောက်တစ်ခုကခုကျွန်တော်တို့အောင်မန်းတို့ဘာလို့သွားရဲဆိုတော့သူတို့ရှူကင်းလာတယ်ရိုက်ချင်တယ်ဆိုရင်ကျွန်တော်ရက်ပေးတယ်ထမင်းဆိုလို့ရင်လည်းဟိုထမင်းစားနားမယ်ဆိုရင်တော့မှကျွန်တော်တို့စားကျင်တဲ့ဆိုင်မှာမစားဘူးသူတို့စားကျင်တဲ့ခီးတဲ့တွေစားကျင်တဲ့ဆိုင်မှာကျွန်တော်တို့နားပေးတယ်ရက်ပေးတယ်သူတို့ရဲ့စိတ်တိုင်းကြအကုန်လုံးဝန်ဆောင်မှုလုပ်ပေးပါတယ်ကျွန်တော်တို့ဒီခီးသွားတဲ့လူတွေ safe ဖြစ်အောင်ရယ်နောက်ပြီးတော့ safe free ဖြစ်အောင်ရယ်နောက်ပြီးတော့ smart ဖြစ်အောင်ရယ်နောက်ပြီးတော့ comfort ပေါ့နော် comfort ဖြစ်အောင်ကျွန်တော်တို့ driver တွေကိုရင်မောင်းတွေကိုကျွန်တော်တို့အထူးညွှန်ကြားထားပါတယ်ဗျနောက်ပြီးတော့သူတို့အတွက်ကိုကျွန်တော်တို့အသက်အာမခံကြီးတွေကစထားပေးထားပါတယ်လို့ဟိုရင်ကျွန်တော်တို့3လပဲကြော်တာတော့မီးတွေပါပြတ်တဲ့အချိန်မှာကျွန်တော်အဲ့တဲ့လက်ခံတာကသဘောတရားကကျွန်တော်တို့10နာရီမှာကျွန်တော် charging တွေလိုက်တွင်ရတဲ့အချိန်မှာ charging တွေအဆင်မပြေတဲ့ဖြစ်တဲ့ကောင်မှာကျွန်တော်တို့ဟာ10နာရီရတော့12တနာရီဖြစ်သွားရှိတယ်ကျွန်တော်တို့ဘာလို့ station အားနေတဲ့တူကကျွန်တော်တို့ဟုတ်ပေါ့သဘောတရားကမန္တလေးဘူတာကြီးမှာရှိတဲ့ station အဆင်မပြေလို့ကျွန်တော်တို့ဟိုတွတ်ပြီးခွေသွားရတာမျိုးပေါ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီက complaint တိုင်းအများကြီးပေါ့ဒါပေမဲ့ကျွန်တော်တို့ကလည်းအဆင်ပြေအောင်တော့ကျွန်တော်တို့ညှိပေးရပါအဲ့ဒီခါကြီးလဲတစ်ခါကျအုံနောက်6ပဲဒါပေမဲ့အုံနောက်6စားတော့မဟုတ်ပါဘူးဒါပြေလောင်တော့ကျွန်တော်တို့ဖြည့်ရှင်းပေးထားပါတယ်ဒါရောဂိတ်နဲ့ပတ်သက်ရေးအဆင်ပြေတာရှိလို့ရှိရင်တော့ကျွန်တော်တို့ဂိတ်ကိုကြောက်ကြပြီပါကျွန်တော်တက်နိုင်တဲ့ဘက်ကဖြည့်ချင်းမယ်အကယ်၍အဆင်ပြေတာဆိုရင်တော့တခြားရင်မိတ်ဆွေတွေကိုပြောပေးဖို့အများနဲ့ကျွန်တော်တို့တိုက်တွန်းပါတယ်အဲ့ဒီဆက်လက်ရှိပါတယ်ဟောကျွန်တော်တို့ Mantassi EV ကိုအားပေးဖို့ဖိတ်ခေါ်ပါတယ်လို့ကျွန်တော်တို့ Mantassi EV ကိုလက်မှတ်မှာခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Viber နံပါတ်ဖြစ်တဲ့93လုံး568 569 988 1515အဲ့ဖုန်းနှလုံးကို Viber message စာဖြစ်၎င်းအတန် message ဖြစ်၎င်းပေးဖို့ပြီးတော့ booking ယူလို့ရပါတယ် Mantassi ကိုအမြဲအားပေးပါလို့ Mantassi စီးခြင်းအားဖြင့်ဇိမ်ရှိရမယ်နောက်ပြီးတော့လုံခြုံစိတ်ချရမယ်ဘေးကင်းရမယ်အချိန်တိကျမှန်ကန်ရမယ်ဆိုတဲ့အချက်တွေကိုအာမခံပါတယ်လို့ Mantassi ကိုအမြဲအားပေးပါလို့အားလုံးသောမိတ်ဆွေတွေကိုဖိတ်ခေါ်ပါတယ်ဗျ